တဲ့ပန်းကလေးတွေချစ်စရာစင်ရနံလဲသင်ထုံနေကိုရစုတဲ့ပန်းကလေးဟာရည်သွေးပြေးတဲ့ဆံပွင့်မှုအသက်တာပိုင်ဆိုင်လို့စိတ်ရှိတာကြောင့်လက်ဦးထားတာတို့ပဲရင်ခုန်စရာတို့များချင်းနေနဲ့ပတ်သက်တဲ့မှန်ကိုနားလဲမင်းလေးစိတ်နဲ့အောင်တကယ်တော့မချွေရဘူး